ဟိုရှိတုန်းကခိုတကောင်ဟာလှောင်အိမ်လေးတစ်လုံးနဲ့အိမ်လေးတစ်လုံးမှာနေထိုင်တဲ့အဲ့ဒီအိမ်ကလူတွေကခိုကိုမွေးထားတယ်ဆိုပေမဲ့ခိုကိုလွတ်လပ်စွာသွာလာအစာရှာဖွေစားတောက်ခွင့်ပေးထားတဲ့ကွယ်ခေါငှက်လေးကလည်းမနက်မိုးလင်းတာနဲ့သူ့လောင်အိမ်ထဲကထွက်လက်တင်ရာကိုပြန်တန်းပြီးအစားအသောက်ရှာဖွေစားတောက်ပြီးမိုးချုပ်ခါနီးမှအိမ်ပြန်လာလေးရှိတယ်။တနေ့တော့ကြီးကန်းတကောင်ဟာအဲ့ဒီအိမ်သားကဖြတ်တန်းသွားရင်းဟင်းနဲ့ရတာနဲ့မနေနိုင်မထိုင်နိုင်ဖြစ်လာတဲ့ဒါနဲ့အဲ့ဒီအိမ်သားမှာနေပြီးအရေးကဲကြည့်နေတာပေါ့ခဏကြာတော့ခုံငှက်လေးပြန်လာပြီးအိမ်ထဲဝင်သွားတာတွေ့လိုက်ရတယ်ငါအတွက်အခွင့်အရေးပဲအဲ့ဒီလိုနောက်ကလိုက်နိုင်ရင်ငါစားချင်တဲ့အစားတောက်နဲ့နေပြီကြီးကန်းဟာအကြံနဲ့နောက်တနေ့မနက်ခုံငှက်လေးအပြင်ထွက်လာတာနဲ့နောက်ကထက်ချက်မကွာပြန်တန်းလိုက်ပါသွားတဲ့ကွယ်အဲ့ဒီလိုကြီးကန်းကအရေးလိုလိုက်နေတော့ခုံငှက်ကလေးလဲမေးလိုက်တဲ့အဆွေကြီးကန်းဘာကြောင့်ကျုံနောက်ကတကောက်ကောက်လိုက်နေတာလဲအဆွေခုံငှက်အဆွေနဲ့အတူနေထိုင်ကျစားခြင်းလို့အတူလိုက်နေတာပါကြီးကန်းကအဲ့ဒီလိုဖြေလိုက်တော့ခိုလေးကအံ့ဩသွားတာပေါ့ကွယ်မဟုတ်သေးပါဘူးအဆွေကြီးကန်းခမည်းနဲ့ကျုပ်ကတဘာဝချင်းလည်းမတူအစားတောက်ချင်းတူတာမဟုတ်ဘူးဘလို့လုပ်ပြီးအတူတကွပေါင်းဖက်နေထိုင်မလဲခါငှက်ကအဲ့ဒီလိုပြန်ပြောလိုက်ပေမဲ့အကြံသမားကြီးကန်းကအရှုံးမပေးဘူးတဲ့ခမည်းနှစ်သက်တဲ့အစားတောက်ရှာဖွေစားတောက်တုံးမှာကျုပ်ကလည်းကျုံနှစ်သက်တဲ့အစားတောက်ရှာဖွေစားတောက်နေပါမယ်ခါငှက်ကလည်းဘာမှမပြောတာတော့တာနဲ့ဘာမှမပြောတော့ဘူးခုံငှက်ကစပားစေးတွေမြက်သီးတွေပဲသီးတွေရှာဖွေစားတောက်တဲ့အခိုက်မှာကြီးကန်းကနွားကြီးပိုးထိုးတွေလောက်တွေရှာဖွေစားတောက်နေတဲ့ညနေအိမ်ပြန်ရောက်တော့ကြီးကန်းကခိုရဲ့နောက်ကထက်ချက်မကွာအိမ်ပြန်လိုက်ခဲ့တဲ့ကွယ်ခိုနောက်ကြီးကန်းပါလာတာကိုမြင်တော့အိမ်ရှင်တွေက6လက်မောင်းထုတ်ခြင်းမပြုဘဲကောင်းကောင်းမွန်မွန်လက်ခံခဲ့ပြီးမျက်အိမ်လေးတစ်လုံးထပ်ချိတ်ပေးလိုက်တဲ့နောက်တနေ့ကျတော့ခိုနဲ့ကြီးကန်းဟာပထမနေ့ကလိုပဲအတူတူအစာရှာဖွေထွက်ခဲ့တာပေါ့ကွယ်ဒါပေမဲ့ဒုတိယနေ့ကျတော့အိမ်ရှင်ကတိုင်နားမှာငချောက်တွဲလှမ်းထားတဲ့ငါးတွေကိုမြင်လိုက်တာနဲ့ကြီးကန်းဟာတရေတများများဖြစ်လာခဲ့တယ်အဲ့ဒီတော့ငါးတွေကိုစားရမယ့်နည်းပဲစူးစားကြံဖန်နေခဲ့တော့တယ်အဲ့ဒီတညလုံးမှာကြီးကန်းဟာတညီညီတညူညူလုပ်တဲ့အဆွေကြီးကန်းဘာဖြစ်နေတာလဲဝမ်းကိုက်လို့ပါအဆွေခိုဝမ်းကိုက်တဲ့ကြီးကန်းလိုအစားဆုံးစားတောက်တဲ့ဝမ်းပိုက်တွေကတဘာဝအလျောက်နာကျင်လေးမရှိပါဘူးခိုငှက်ကအဲ့ဒီလိုမှတ်ချက်ချလိုက်ပြီးငချောက်တွဲကိုလှမ်းကြည့်လိုက်တဲ့အခါကြီးကန်းရဲ့စိတ်ဆန္ဒအမှန်ကိုသဘောပေါက်လိုက်ပေမဲ့ဘာမှတော့မပြောဘူးတဲ့ကွယ်နောက်တနေ့မနက်ကျတော့ကြီးကန်းကခိုနဲ့အတူမလိုက်တော့ဘူးတဲ့ခိုလေးကကြီးကန်းရဲ့အကြံကိုသဘောပေါက်ပြီးဟန်တားလိုက်တဲ့လူတွေရဲ့အစားတောက်မပြစ်မှားပါနဲ့အဆွေကြီးကန်းတင်ဒုက္ခရောက်သွားနိုင်တယ်။ဒါပါအဆွေကိုကျုပ်လှုပ်တောင်လှုပ်နိုင်တာမဟုတ်ဘူးကြီးကန်းကအဲ့ဒီလိုပြောဆိုပြီးခြံနေရတဲ့အိမ်ရှင်ဟာအချိန်တန်တော့အိမ်ရှိနားမှာထမင်းချက်ဖို့ပြင်နေတာပေါ့ကြီးကန်းကတော့အဲ့ဒီဟင်းမယ်တွေချက်ပြုတ်နေတာကိုကြည့်ပြီးတရေတများများဖြစ်လာတဲ့အိမ်ရှင်မကအဲ့ဒီဟင်းအိုးတွေကိုမိဖို့ပေါ်တင်ပြီးအိမ်ထဲခဏဝင်သွားလိုက်တဲ့အဲ့ဒီအချိန်မှာကြီးကန်းကအခွင့်ရေးပဲဆိုပြီးဟင်းအိုးနားရောက်သွားလိုက်တဲ့ငါစားရမလားအသားတုံးပဲစားရမလားလို့စိုးစားပြီးနောက်ဆုံးအသားတုံးကိုနှုတ်သီးနဲ့ဆွဲယူလိုက်ချိန်မှာအိုးဖုံးနဲ့ရိုက်မိပြီးအတန်မြည်သွားတယ်အိမ်ရှင်မလည်းအတန်ကြားတော့အိမ်ပြင်ကိုကြောတော့ပါပြေးထွက်လာတယ်ဟဲ့ကြီးစုပ်ကြီးနာငါဟင်းကိုလာခိုးစားနေပါလားအိမ်ရှင်မကကြီးကန်းကိုတခါတည်းဖမ်းပြီးအမွှေးပြောင်အောင်နှုတ်လိုက်တယ်ပြီးတော့မယုတ်သီးမှုန့်နဲ့စားလူပြီးလှောင်အိမ်ပေါ်ပြန်ပစ်တင်လိုက်တယ်ကြီးကန်းလည်းတေမတက်ဝေဒနာနဲ့လူလိမ့်ခံနေရတာပေါ့ညနေကျတော့ခုံငှက်ကပြန်ရောက်လာပြီးအဖြစ်ပြက်ကိုမြင်တော့စိတ်ပြက်လက်ပြက်ညီးတွားလိုက်တယ်ကျုပ်နဲ့ပါလာတဲ့သူကကျုပ်အိမ်ရှင်ကိုတစ္ဆာမဲ့တော့ကျုပ်တစ္ဆာမဲ့တယ်လို့ပဲကျုပ်ဒီမှာမနေထိုက်တော့ဘူးခုံငှက်ကလေးဟာအဲ့ဒီလိုရေရွတ်ပြီးပြန်ထွက်သွားလိုက်တယ်အစားမတ်တဲ့ကြီးကန်းလဲမကြခင်မှာပဲတေဆုံးသွားတဲ့ကွယ်